မဲမင်္ဂလာပါရှင်ဒီနေ့တော့ကျွန်တော်ရွှေရုံဇေယျမြကြီးပေါ်ကိုဖျားဖူးရောက်ရှိနေပါတယ်ရှင်အပေါ်မှာရှိတဲ့အမွေ9ပါးနဲ့တူအခြားသောထင်ရှားသောထူးခြားသောနေရာတွေကိုလည်းကျွန်တော်မကြာခဏဗီဒီယိုလေးတွေကုသိုလ်ပြုပေးနေတာမို့လို့ဒီနေ့ဆိုရင်လည်းဖျားပေါ်မှာရှိတဲ့နဂါး9កောင်ဖျားကိုအားလုံးပဲတူတူဖူးမြော်နိုင်မှုအတွက်ခေါ်သွားမှာဖြစ်ပါတယ်ရှင်ရွှေရုံဇေယျမြကြီးပေါ်ကိုရောက်တဲ့အခါမှာယခုနဂါး9កောင်ဖျားကိုတွားရောက်ဖူးမြော်ခြင်းပါတယ်ဆိုရင်မြောက်ဘက်မှုဇောင်းတန်းကနေတက်လာပြီးတော့ဝိဇ္ဇာစောကြီးတစောင်းရဲ့အကျော်မှာဘယ်ဘက်ချမ်းမှာလမ်းလေးရှိပါတယ်ရှင်အဲ့ဒီလမ်းလေးတိုင်းကိုယ်ဝင်လာရပါမယ်တော်ကြီးစီရီရဲ့အနီးမှာလည်းတည်ရှိတာဖြစ်ပါတယ်ရှင်အားလုံးလည်းဖျားဖူးမြော်ပြီးတော့ကုသိုလ်ဘာဝနာတွေပွားများနိုင်မှုရအတွက်ကိုဗီဒီယိုလေးကုသိုလ်ပြုပါတယ်ရှင်။ဝန်ရွှေမြတ်ကြီးကိုတီထားကိုးကွယ်ခဲ့ကြတာနှစ်ပေါင်းများစွာကြာလာသည့်နှင့်အမျှခေအဆက်ဆက်မင်းအဆက်ဆက်ပြည်သူအဆက်ဆက်ကဖျားရင်ပြင်တော်မှာစရက်တီဇေဒီရုပ်ပွားတော်များစွာတီထားကိုးကွယ်ခဲ့ကြပါတယ်ရှင်။ဒါကြောင့်မို့လို့ရွှေရုံဇေယျမြတ်ကြီးပေါ်ကိုရောက်ဖူးကြပေမဲ့ဖျားမှာရှိတဲ့ဇေဒီတွေရုပ်ပွားတော်တွေထူးခြားတဲ့နေရာတွေထူးခြားတဲ့ဖျားတွေကိုနှံ့နှံ့ဆက်ဆက်သိရှိပြီးတော့ရောက်ဖူးဖို့ကတော့အနည်းငယ်ခက်ပါတယ်ကျွန်တော်ဝါသနာလည်းပါစိတ်ကူးလည်းရှိတာမို့လို့ရွှေရုံဇေယျမြတ်ကြီးပေါ်ကိုလည်းမကြာခဏသွားရောက်ပြီးတော့ထူးခြားတဲ့ဖျားတွေကိုတမိုင်းเจ้าတွေလည်းသွားရောက်မေးမြန်းဖူးမြော်လေးရှိပါတယ်ရှင်ဒီ TikTok အကောင့်မှာဆိုလို့ရှိရင်လည်းကြုံရင်ကြုံသလိုရွှေရုံဇေယျမြတ်ကြီးပေါ်မှာရှိတဲ့ဖျားစီတွေအကြောင်းတွေကိုဗီဒီယိုလေးနဲ့တင်ထားပေးပါတယ်ရှင်တချို့နေရာတွေကျတော့လည်းနေရာလေးတွေညွှန်ပေးထားတယ်တချို့နေရာတွေကျတော့လည်းရာဇဝင်လေးတွေသိလို့ရှိရင်လည်းသိတဲ့ရာဇဝင်လေးတွေပါထည့်ပြီးတော့ပြောပြပေးထားပါတယ်ရှင်ကိုသိတလောက်တတ်တလောက်ပေါ့ရှင်တချို့နေရာတွေမှာကိုထပ်ပို့ပြီးတော့သိရှိရတွေပါလို့ရှိရင်လည်းအများသူငါပို့ပြီးတော့သိရှိနိုင်မှုတော့ကိုဗီဒီယိုလေးတွေအောက်မှာ comment လေးတွေမှတ်သွားပေးလို့ရပါတယ် TikTok အကောင့်ထဲမှာလည်းဖျားဖူးဗီဒီယိုတွေအများကြီးပဲဝင်ရောက်ကြည့်ရှုကုသိုလ်ယူလို့ရပါတယ်နော်ခုလိုမျိုးဖျားတွေအများကြီးတူတူဖူးမြော်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီ TikTok အကောင့်လေးကို follow လေးလုပ်ထားပေးပါအောင်နော်ဖျားတူတူဖူးရအောင်ဆိုတဲ့ YouTube channel မှာလည်းဖျားဖူးဗီဒီယိုအရှိတွေတွားရောက်ကြည့်ရှုကုသိုလ်ယူလို့ရပါတယ်ရှင်အားလုံးပဲကိုယ်စိတ်နှပြပေးရန်ကွာကျမ်းမာချမ်းသာရှိကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်